လူတယောက်က TV ကိုနှစ်ပိုင်းခောက်ပြီးတော့35ထပ်မြင့်တဲ့ဝရန်တာပေါ်ကနေလွှင့်ပစ်လိုက်တယ်။သူဟာဒီမပြီးသေးတဲ့အဆောက်အဦထဲမှာပိတ်မိနေတာပါ။ဒါပေမဲ့အောက်ထက်ကလုံခြုံရေးကတော့အဲ့ဒီ TV ကိုတောင်သတိမထားမိခဲ့ဘူး။ဂျက်ကအော်ဟစ်အကူအညီတောင်းပေမဲ့အမြင့်ကြောင့်သူ့အတန်ကလက်ကားဖြစ်သွားခဲ့တယ်။မှောင်လာတဲ့အထိဘယ်သူမှပြန်မထုခဲ့ကြဘူး။နောက်နေ့မှာတော့ဂျက်ကပင်မတကားကိုဖွင့်ဖို့စူးစမ်းပြန်တယ်။တော့ကလုံးဝဖွင့်မရဘူး။သူမီးဖိုချောင်ထဲကိုသွားပြီးပလာယာတစ်ခုယူလာခဲ့တယ်။အင်အားရှိသမျှသုံးပြီးတော့အဲ့ဒါကိုဖျက်ဖို့စူးစမ်းခဲ့တယ်။တကားကိုတောင်ရိုက်ချိုးဖို့လုပ်ခဲ့သေးတာပါ။ဂျက်ကဒေါသတကြီးနဲ့တကားကိုကန်လိုက်တယ်။ဘာမှအဆင်မပြေခဲ့ဘူး။သူအကူအညီတောင်းဖို့ဖုန်းထုတ်လိုက်ပေမဲ့ဖုန်းခေါ်နေတော့မှပဲဘက်ထရီကကုန်သွားခဲ့တယ်။သူ့အထဲကိုပြန်ပြေးဝင်ပြီးဖုန်းအားသွင်းဖို့လုပ်ပေမဲ့တက်ဆောက်ဦးလုံးမီးမလာဘူးဆိုတာသတိရသွားတယ်။နားနေတော့မှပဲအကြံတစ်ခုရလာခဲ့တယ်။သူရေချိုးခန်းထဲကသွားတိုက်ဆေးတွေအကုန်စုပြီးကက်ထူပြားပေါ်မှာအကူအညီတောင်းစာရေးလိုက်တယ်။ပြီးတော့အမိုးပေါ်ကနေလွှင့်ပစ်လိုက်တယ်။လေတိုက်လို့အဲ့ဒီစာကအမိုးပေါ်ကိုပဲပြန်ကျသွားခဲ့တယ်။ဂျက်ကနောက်ထပ်စာတစ်စောင်ထပ်ရေးပြန်တယ်။ဒီတစ်ခါတော့ပိုးဝေးဝေးရောက်အောင်လက်ကိုအစွမ်းကုန်ဆန့်ပြီးပစ်လိုက်တယ်။အဲ့ဒါကလည်းအမိုးပေါ်ကိုပဲပြန်ကျသွားပြန်တယ်။သူတတိယမြောက်စာကိုရေးဖို့ပြင်တော့မှပဲသွားတိုက်ဆေးကုန်သွားပြီဆိုတာသိလိုက်ရတယ်။သူ့ရဲ့ပတိတွေကိုဖြိလိုက်ပြီးဒဏ်ရာကသွေးတွေနဲ့နောက်ဆုံးစာကိုရေးလိုက်တယ်။သူပြတင်းပေါက်နားကိုသွားပြီးအပြင်ကိုလွှင့်ပစ်လိုက်တယ်။နောက်ဆုံးတော့ကက်ထူပြားလေးကမြေပြင်ပေါ်ကိုကျသွားခဲ့ပြီးဂျက်အရန်စိတ်လှုပ်ရှားသွားတယ်။အကယ်၍တယောက်ယောက်ကအဝတ်လာလန့်ရင်အဲ့ဒါကိုမြင်လိုက်မယ်။သူပြတင်းပေါက်နားမှာထိုင်ပြီးစောင့်နေခဲ့တယ်။တနေကုန်စောင့်ခဲ့တာပါ။ဂျက်လက်လျှော့တော့မဲ့အချိန်မှာပဲအမျိုးသမီးတယောက်လမ်းလျှောက်လာတယ်။သူရှိသမျှအင်အားနဲ့လက်ဝဲရန်ပြပေမဲ့သူမကတော့အဝတ်လန့်မှုပဲအာယုံဆိုင်နေခဲ့တယ်။မြေပြင်ပေါ်ကအစာကိုသတိမထားမိခဲ့ဘူး။သူမပြန်လက်ထွက်သွားတော့မဲ့အချိန်မှာဂျက်ထိတ်လန့်သွားပြီးတန်စလုံးကိုရိုက်လိုက်တယ်။သူမကတော့ဆက်ပြီးထွက်သွားခဲ့တော့မှပဲဂျက်လည်းမျောလင်းချက်တွေပြတ်သုံးသွားခဲ့ရတယ်